ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဒီနေရာလေးမှာ ZNTV အဖွဲ့သားတွေက Hello Sushi လို့ခေါ်တဲ့မြန်မာနိုင်ငံတိုင်းရင်းသားတွေပိုင်ဆိုင်တဲ့ Sushi ဆိုင်လေးကိုရောက်နေတာဖြစ်ပါတယ်လက်ရှိဒီမှာရှိနေတဲ့သူတွေကတော့ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ကိုကျော်နဲ့အမရွှေမန်းသူတို့ပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါဟုတ်ကဲ့ကိုတို့ဒီကိုရောက်တာဘယ်လောက်ကြာပြီလဲမသိဘူးနော်ကျွန်တော်တို့ရောက်တာ2001ကျွန်တော်2001 January မှာရောက်တာပါဟုတ်ကဲ့အဲ့ဆိုအကြာပြီပဲနော်နည်းနည်းတော့ကြာပြီလို့ပြောပါဦးဟုတ်ကဲ့ရှင်အဲ့ဆိုတော့ဒီ sushi ဆိုင်ဒီဆိုင်လေးကိုဘယ်အချိန်ကနေစပြီးတော့လုပ်ဖြစ်သွားလဲမသိဘူးဒီဆိုင်ကတော့လောက်တာဟိုတော့ပဲရှိအောင်မယ်6လကျော်ပဲရှိသေးတယ်အိုးအဲ့မတိုင်ခင်လောက်တုန်းကရောsushi လုပ်ငန်းကိုစလုပ်တာတော့2003လောက်တည်းစလုပ်တာWow 2003ပေါ့နော်ဒီလိုမျိုးပဲ sushi လုပ်ရင်းနဲ့နေစုံလေးရောက်တာပေါ့ဒီအကုန်လုံးရှောက်လုပ်တာပေါ့နောက်ဆုံးကျတော့ဒီမြန်မာဆိုင်ကိုဖွင့်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့လူများများကအစားအသောက်ရမ်းကြိုက်တယ်ဒါပေါ့အဲကြောင့်မို့ဟိုသာဖွင့်ပြတာပေါ့နော်အဓိကတော့ပြီးနောက်တစ်ခုကမြန်မာနိုင်ငံနေဒီရောက်တဲ့သူတွေဆိုလို့ရှိရင်မြန်မာအစားအသောက်အရန်လွမ်းကြတာအဲ့ဒါလူတိုင်းပဲဟုတ်တယ်ဒီကကျွန်တော်တို့ကိုယ်တိုင်လည်းမြန်မာအစားအစာရမ်းလွှမ်းတယ်ဟုတ်တယ်အဲကြောင့်မလို့ဟိုတခါတလေမြန်မာအစားအစာစားချင်လို့ရှိရင်ဟိုအိန္ဒိယနာတို့ဘာလို့သွားရတယ်လေအဝေးကြီးပဲအဝေးကြီးသွားရတာအဲ့လိုမျိုးပေါ့အဲ့ဆိုရင်ကိုဒီဆိုင်မစခင်လောက်တုန်းကကြတော့ part time အနေနဲ့ဝင်တာတို့ဘာလို့အဲ့လိုမျိုးလောက်ပေါ့ဒီ sushi ကိုကိုယ်တိုင်ကိုပိုင်ဆိုင်ခွဲတို့ဘာလို့မဖွင့်ခင်ကျွန်တော်ကတော့အဓိကတော့ဘာလို့ဆိုတော့ဒီမြန်မာပြည်မှာလာခင်တည်းကဒီစားတောက်နေရတော့ရင်းနှီးနေပြီသားဘာလို့ဆိုတော့ကျွန်တော်တို့ငငယ်လေးတွေကလည်းမြန်မာပြည်မှာဆိုင်ဖွင့်မှုတယ်ချီဦးတို့စီချက်ကောက်ဆွဲတို့နောက်ပြီးတော့ကျွန်တော်တို့ကျွန်တော်စင်ကာပူမှာနေတော့ကဆိုလို့ရှိရင်1992အဲ့ဒါ1996လောက်ထိတော့စင်ကာပူမှာလည်းအဲ့လိုမျိုးစားတောက်ဆိုင်တွေမှာပဲလုပ်တယ်ဆိုတော့လေစားတောက်ဆိုင်တွေကတော့ရင်းနှီးပြီးသားပေါ့ဟုတ်တယ်ပြင်မြန်မာအစားအစာတွေကလည်းကောင်းတယ်လေနော်ဟုတ်ကဲ့ဗမာတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လည်းဒီမှာ burger တွေပဲသွားစားတယ်ဘာကြောင့်အင်းရောက်ထမင်းစားရတာပဲလေဟုတ်တယ်ထမင်းစားမှာဘာဖြစ်တယ်လို့ဖြစ်တာအဲ့လိုမျိုးပေါ့မြန်မာလူမျိုးတွေကထမင်းနဲ့ပဲအတုပ်စီလေးပါမဟုတ်တယ်အဲ့ဒါပြီးတော့ကိုကျော်အောင်ပထမဆုံးမေးချင်တာကတော့ကိုကျော်တို့က3ညနေပေါ့နော်ဒီထိဘယ်လိုစလာခဲ့ရလဲအစားတော့အလုပ်တွေဘယ်လောက်စူးစမ်းခဲ့ရလဲအိတ်ချိန်ဘယ်လောက်ပေါ့နော်အဲ့လိုအသေးစိတ်အစားညီမတို့တစ်ချက်လောက်ပြောပြပါအောင်ပြောရမယ်လို့ရှင်တော့တော်ရှိတယ်ရောက်ကစားတော့ဒီလိုပဲလင်းများနေရုံးကန်တော့နော်စိတ်ုံမှာလုပ်တယ်ကျွန်တော်တို့စပွဲထူဒီစက်တော့ဆိုင်မှာတော့လုပ်ဘူးတယ်အဲ့ဒီလုပ်ပြီးတော့ဟိုစားပေါ့နော်ကြီးမလေးကအကုန်ရှိတဲ့အချိန်မှာဟိုကျွန်တော်တို့တခုစဉ်းစားတာပေါ့နော်ဒီစက်တော့ဆိုင်မှာပဲဒီလိုစပွဲထူပေါ်နေတော့မဖြစ်တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ plan တခုချတာပေါ့ဆိုတော့ဒီမှာလည်းဗမာတွေအားလုံးကလည်းလောက်တာလည်းဒီ sushi ပဲလောက်ကြတယ်ဆိုတော့လေsushi ကိုလုပ်မယ်ပေါ့နော်ဆိုတော့ okay လုပ်မယ်ဆိုတော့ဒါပေမဲ့ငါတို့အလုံးမထွက်ဘူးသူကအမျိုးသမီးဆာပြီးတော့သူကရှင်မသူက sushi စလုပ်မယ်ပေါ့အဲ့ချိန်မှာသမီးကြီးကိုဝင်ရှိတဲ့အချိန်မှာ plan လုပ်တာပေါ့သမီးကြီးမမွေးခင်2ပတ်ထိစပွဲထိုးနေတော့မယ်ပိုင်းနဲ့လမ်းမန်းကင်ပြီးတော့စပွဲထိုးနေတော့မယ်2ပတ်ထိမမွေးခင်နေ2ပတ်ထိပေါ့နော်ပြီးတော့မွေးပြီးတော့2ပတ်ကြတော့လေတင်နှံသွားတတ်တယ်ကလေးကိုထားခဲ့ကျွန်တော်ဘာလို့လုပ်ရလဲဆိုတော့အဲ့မှာကလေးကိုကျွန်တော်အလုပ်လည်းမထွက်ဘူးနော်ကလေးနဲ့ကျွန်တော်လည်းကြံခဲ့တယ်ညဆိုတော့သူမရှိဘူးသူကဟိုမှာကယ်လီဖိုးနီးယားမှာဟိုတင်နှံသွားတဲ့2ပတ်လောက်တော့တက်ဆိုတော့ကျွန်တော်ကမနေ့ဆိုလို့ရှိရင်ကလေးကိုမိုင်20လောက်ဝေးတဲ့20အစိတ်လောက်ရှိမယ်အစိတ်လောက်ဝေးတဲ့နေရာကိုကျွန်တော်ကတောင်ဘက်မှာသွားပြီးတော့ကလေးပို့တယ်ပြီးတော့မြောက်ဘက်မှာနောက်ထပ်အိမ်နေရာကိုကျော်ပြီးတော့နောက်ထပ်မိုင်30လောက်ရှိတဲ့နေရာကိုပြန်မောင်းတရက်ကိုမိုင်80လောက်မောင်းရတော့ပေါ့ကလေးကိုသားပို့ပြီးတော့စပွဲသားထိုးတယ်ညကြမှာကလေးကိုပြန်ကြိုးတယ်ဆိုတော့ဟိုကျွန်တော်အဲ့ချိန်က4နိုင်5နိုင်လောက်တော့ရှိတာပေါ့အဲ့ချိန်တော့2003မှာပဲဆိုင်2003 sorry 2003မှာသူကဆိုင်နဲ့ဆိုင်အဲ့နှစ်ပတ်ပြီးရနေယူတာသူနှစ်ပတ်ပြီးတာနဲ့သူဆိုင်နဲ့ဆိုင်ပေါ့အဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ကျွန်တော်ကတဆိုင်ကိုမနေ့ဆိုရီတော့ကူပေးတယ်သူ့တော့ကူပေးတယ်အဲ့ချိန်မှာကလေးကိုသူ့အမေကြီးကြည့်တယ်အိမ်မှာခေါ်တာတော့
ကလေးကိုကြည့်ပေးတယ်မနေ့စောယူကျွန်တော်4နိုင်လောက်သွား4နိုင်လောက်ဆိုင်သူ့တော့ကူတယ်ပြီးတာနဲ့9နိုင်ထွက်ပြီးတာနဲ့ကျွန်တော်စားတော့ဆိုင်မှာစပွဲသားထိုးတယ်ည10နိုင်ထိ10နိုင်ကြကျွန်တော်ပြန်တယ်ပြီးတော့မှအဲ့မှာလည်းအဲ့ကနေတော့စားတာပေါ့နော်ဘိုးကစားပြီးတော့ဖြစ်တာပေါ့ပြီးတော့ခါကျတော့ကျွန်တော်အဲ့ဆိုင်နဲ့ဆိုင်ကိုတိတ်တိတ်မကောင်းဘူးလေဆိုင်ရလဲတည်တဲ့အတိုင်းပဲဆိုတော့တိတ်မကောင်းတော့အဲ့ဆိုင်နဲ့ဆိုင်ကိုကျွန်တော်တို့အပ်ပြီးတော့ University တခုရှိတယ်ဒီကျွန်တော်တို့ဒီကျွန်တော်တို့ Middle Tennessee State University ဆိုတာရှိတယ်အဲ့ထဲမှာကျောင်းဆိုင်ပေါ့အဲ့မှာဆိုင်တော့ busy တယ်ပေါ့နော်ဒီလိုပဲမနေ့4နိုင်ဆိုင်ဖွင့်ရတယ်ညနေ6နိုင်9နိုင်ထိအဲ့တော့မနေ့4နိုင်ကျွန်တော်တောက်ကူတယ်သူလည်းမနေ့4နိုင်သွားတယ်ပြီးကျွန်တော်က9နိုင်လောက်ဆိုကျွန်တော်စားတော့ဆိုင်မှာတောက်လုပ်တယ်ည10နိုင်မှာကျွန်တော်အိမ်ပြန်ရောက်တယ်အဲ့လိုမျိုး struggle လုပ်လာတော့တစ်စင်းမို့ချက်ချင်းဟိုထိပေါက်တယ်လို့တော့ဘာမှတော့မဖြစ်ဘူးเนาะအဲ့လိုအများကြီးတော့အခက်ခဲတွေတော့အများကြီးတော့ကလေးတွေလည်းချိန်မပေးနိုင်တဲ့အချိန်တွေအဲ့လိုမျိုးတွေတော့အများကြီးရှိခဲ့ဘူးတော့ဒါပေမဲ့ကိုနဲ့မှအလုပ်တူတူတွဲလို့ရတာမြင်ရတော့နည်းနည်းဒီနှစ်ယောက်ကပြောရပါတယ်အခုဆိုရင်ဟိုလဲဟိုဘယ်လိုခေါ်မလဲအခုတိတိလေးလုံနေတော့မှာပဲလောက်ပါလေအဲ့တခုတော့နည်းနည်းစဉ်းစားတယ်ဘာလို့ခေါ်မလဲလှုပ်လာတာနှစ်ပေါင်း20ကျော်ပြီဆိုတော့လေတခုခုလည်းစဉ်းစားမယ်ပေါ့နော်ဒီလိုမျိုးအများတန်းလဲကျွန်တော်တို့ရဲ့ဟိုရှိတဲ့ပြဿနာဘာလဲဆိုတော့ကိုယ်တိုင်လှုပ်လိုက်ရမှဒီအစားအစာတွေကိုယ်တိုင်လေးထည့်လိုက်ရမှလို့ရှင်းနေတယ်အဲ့လိုဖြစ်နေတာဟိုသူများလှုပ်လို့ရှိရင်ကောင်းတယ်ဟိုချက်တဲ့လူတွေကျွန်တော်တို့ cousin တွေဆိုလည်းကောင်းတယ်ဆူရှီလို့ထုံးနေလည်းကောင်းဒါကျွန်တော်တို့လက်လေးနည်းနည်းထိလိုက်ရမှာနည်းနည်းလေးပြင်လိုက်ရမှာအဲ့ဒါကြောင့်ပြဿနာတက်နေတာအဲ့ဒါကြောင့်နားလို့မရအဲ့လိုဖြစ်တယ်ကိုကျွန်တော်တို့မူပိုင်ပေါ့အဲ့လိုဖြစ်နေတယ်အဲ့ဒါကျွန်တော်တို့ရဲ့အားနည်းချက်ပေါ့နော်အဲ့လိုတော့ရှိတယ်ခက်ခဲရတော့အများကြီးပဲပြောရင်တော့လေဟိုတကယ်ကိုဥစားလို့ပဲအရန်ခက်ခဲတယ်ကြောက်ကစားဆိုရင်ကျွန်တော်တို့ဟို day off မှာဆိုလို့ရှိရင်ကျွန်တော်တို့နေအောင်စပွဲထိုးတယ်အလုပ်တဲ့အချိန်မှာဆိုလို့ရှိရင်မှတ်မိသေးတယ်ကျွန်တော်တို့ဒီ mall တစ်ခုသွားပြီးတော့ burger လေးတစ်ခုကိုနေအောင်ခွဲစားခဲ့ဘူးတယ်ဒီ America မှာအဲ့ဒါကျွန်တော်လုံးဝမမေ့တကယ်နေချစိတ်ရှိတဲ့လင်များပါပဲเนาะကိုကျော်လုံးမိသားစုကတော့တကယ်အတူယူစရာကိုကောင်းတယ်တကယ်ဒီဆူရှီဆိုင်တို့သူတို့တကယ်စီမံခန့်ခွဲတဲ့ဆိုင်တွေမို့လို့ပရိသတ်ကြီးတွေကိုလည်းတကယ်လာရောက်ပြီးတော့အားပေးစေချင်တယ်လုံးဝမမောင်းဆိုတော့သူတို့ဘက်ကနေ guarantee ထားတာမလို့တကယ်စိတ်ချရတဲ့ဆိုင်ကောင်းလေးတစ်ခုပါလို့ပြောချင်ပါတယ်ရှင်။ Okay ကျေးဇူးတင်ပါတယ်။လာရောက်အားပေးကြပါ။စားပြီးတဲ့လူရောမစားပြီးတဲ့လူရောအများနဲ့စိတ်ချမ်းသာသေးရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီမှာဟိုအဓိကတော့မကောင်းရင်လုံးဝမရော။အဓိကကျွန်တော်ဆိုလွတ်ပြစ်တာ။နည်းနည်းကြည့်စိတ်ကဟိုမတတ်တော့ဆိုရင်လွတ်ပြစ်ဖြစ်တယ်အကလုံးကတော့ဆူရှီလည်းထုံနေလည်းကောင်းပဲ။ဒါကြောင့်ဒီလိုပေါ့နော်နှစ်တည်းအကြာကြီးအဲ့လိုဘယ်လိုလဲရေရှည်တည်ကြအောင်ကိုရောဘယ်လိုစီမံခန့်ခွဲကြလဲအကိုနဲ့မှအဓိကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကတော့ကိုယ်တိုင်လည်းလုပ်တယ်ဟိုအခုကျွန်တော်တို့ရဲ့ဟိုအကူတွေပေါ့နော် helper တွေဆိုလို့ကျွန်တော်တို့ကမိသားစုလိုပဲသူတို့တစ်ခုလုံးရင်လည်းကိုကတစ်ခုထက်တော့မနည်းဘူးပေါ့နော်သူတို့တဲ့မပူတော့မှသူတို့နဲ့ level လောက်ကျွန်တော်တို့ကအဲ့လိုမျိုးပေါ့နောက်ပြီးအဓိကကလည်းကျွန်တော်တို့စေတနာပေါ့စားတော့တာ customer တွေအတွက်လည်းဒီလိုမျိုးကိုတဲ့တခါလေကျရင်ဗမာစားဆိုတာမြက်တာသိမရှိဘူးတကယ်တမ်းပြောလို့ရှိရင်လေဘာလို့ဝါသနာပါလို့အဓိကတော့ဝါသနာပေါ့ချက်တာပြုတ်တာဝါသနာပါလို့ပေါ့တယ်လို့ဆိုင်ရကြောဘယ်နှဆိုင်လောက်ရှိပြီလဲရှင်အခုလောလောဆယ်ဒီမျိုးမှာနှစ်ဆိုင်ပဲဟိုအရင်ကတော့ဆိုင်ပြီးတော့ရှိတယ်တခြားမျိုးတွေမှာပေါ့ဒါပေမဲ့တခြားမျိုးတွေကြတော့နည်းနည်းလှမ်းဝေးတော့ဒီလိုမျိုးပဲပြန်ပြီးတော့ရှောင်းလိုက်တာမျိုးပေါ့ခုလောလောဆယ်နှစ်ဆိုင်ပဲဒီမှာနဲ့လေပြန်ကွင်းဆိုလည်းဒီကနေ15မိနစ်လောက်ပဲလေဒီမှာနဲ့လေရင်ကွင်းမှာလေရင်ကွင်းဒီ Nashville ကျွန်တော်တို့ Nashville Airport အထက်မှာပေါ့လေပြန်ကွင်းအထက်မှာရတဲ့အစားအစာတွေကတော့အတူတူပဲပေါ့ဟိုမှာတော့မြန်မာအစားအစာမပါဘူးเนาะဟိုအဓိကတော့ sushi ရဲ့ခောက်ဆွဲကြော်ထမင်းကြော်အဲ့လိုမျိုး chicken wings ဆို appetizer တွေဒီ egg roll တို့ dumplings ဆိုအဲ့ဒါတွေပေါ့အဲ့ဒါတွေကုန်ရတာအဲ့ဆိုအကိုနဲ့မနဲ့ရဆိုင်ကိုတယောက်တနေရာစီတာဝန်ယူကြတယ်ပေါ့အဓိကတော့ကျွန်တော်တို့ကဒီမှာသူကတော့လေပန်ကွင်းပေါ့အဲ့ဆိုလို့ရှိရင်အကိုတို့ဆိုအရန်ကိုအလုပ်စူးစမ်းတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့ဆိုတော့ဘ
ဘယ်လိုလဲမိသားစုနဲ့ဘယ်လိုလဲကိုယ့်ရဲ့အခြေကိုဘယ်လို management လုပ်ကြလဲလောလောဆယ်တော့ကျွန်တော်တို့မိသားစုတက်ပြောရရင်တော့မိသားစုအချိန်မပေးနိုင်ဘူးလို့ပဲပြောအောင်ပေါ့ခုနှစ်ရက်လုံးလေ day off မရှိဘူးဆိုတော့နောက်တစ်ခါတလေကြားလို့ရှိရင်7 days a week မှာတော့မှတစ်ခါတလေကြားရင်မနေ့3နာရီရနေပြီးတော့ည7နာရီတော့လောက်ရတဲ့နေ့တွေလည်းရှိတယ်လေအဲကြောင့်လင်းမြန်းနဲ့သူကဟိုဘက်ဆိုင်ကိုကဒီဘက်ဆိုင်တစ်ခါဒီပြန်လာလို့ရှိရင်တယောက်ဒီနေ့စကားမပြောတော့မနေ့ဖမှပဲပြောတော့မယ်လို့ဘာသူလည်းပြင်မကိုလည်းပြင်မနေတယ်ဆိုတော့အစမပြေဘူးစကားပြောတာအဲ့လိုမျိုးတွေရှိတယ်အဲ့ဆိုရင်ကိုအလုပ်သမားတွေရောဘယ်လောက်ရှိလဲခုလက်ရှိဒီမှာတော့4ယောက်ပဲလုပ်တယ်ဒီမှာတော့အဓိကတော့ weekend ဆိုပဲ busy တယ်လေဆိုတော့နိုင်လဲနိုင်တယ်ဆိုတော့ဒါမဲ့ Olivia Queen မှာတော့9ယောက်10ယောက်လောက်ရှိတယ်ပေါ့မမရောဟိုမှာပဲလုံနေတော့မယ်လင်းကွင်းမှာပေါ့အရင်ဆုံးဒီအကြံကိုဘယ်လိုစဖြစ်ခဲ့လဲမတို့မတို့ကကိုဗစ်ဖြစ်တော့လေးဆိုင်လင်းကွင်းဆိုင်ကလည်းမဖွင့်ဖြစ်ဘူးအဲ့နဲ့ Florida ကြတော့လေမတို့အဲ့ချိန်ကိုဗစ်ဖြစ်တဲ့ချိန်မှာ Florida မှာဆိုင်တစ်ဆိုင်ရှိရလေအဲ့မှာလောက်တော့လင်မယားနှစ်ယောက်စလုံးသွားတော့သမီးနှစ်ယောက်ကိုထားခဲ့ရတော့အကြာရအဆင်မပြေဘူးမပြေတဲ့ခါကျတော့လင်မယားနှစ်ယောက်တိုင်ပင်ပြီးတော့ကိုကလည်းဟိုးကလေးကဗမာစားတော့ပဲကြိုက်တယ်ကြိုက်တဲ့ခါကျတော့သူများဖွင့်မလားဆိုပြီးသူများဖွင့်တာကိုစောင့်နေတာပေါ့နော်စောင့်ရင်းနဲ့ဘယ်သူမှမဖွင့်တဲ့ခါကျလင်မယားနှစ်ယောက်ကဲတို့ Florida ဆိုင်ကိုရောင်းလိုက်မယ်လက်လွတ်လိုက်ပြီးတော့တို့ဗမာဆိုင်တော့ရင်ကောင်းမလားဆိုပြီးတိုင်မယ်နဲ့ဒါအမဆိုရင်မျိုးသားသူများလာမဆိုင်ရှက်စရာကြီးပေါ့နော်ကိုရီလောက်လာတဲ့ဆိုင်တွေကလေဟိုဖျားကျေးဇူးကြောင့်ဟိုဘီးစည်းတယ်ပေါ့နော်ဖွင့်လာတဲ့ဆိုင်တွေအကုန်တော့ဆိုတော့ဒါကျတော့အပြင်မှာဖွင့်ရမှာအပြင်မှာဖွင့်ပြီးတော့ဒီစားတော့ကိုဘာလို့ပြောမလဲဒီအစားတော့ကိုကြိုက်မှလာစားကြမှာဆိုတော့လေလူတွေမလာရှက်စရာကြီးလို့မဖွင့်ရဘူးဆိုတော့သူကလည်းလောက်ကြည့်မယ်လေးတဲ့လောက်ကြည့်မှဖြစ်မှာပေါ့ဆိုတော့အဲ့ချိန်မှာစဉ်းစားနေတဲ့အနာဆိုင်ကိုစလောက်ကြည့်တာပေါ့နော်အဲ့လိုမျိုးအစပိုင်းမှာရောအခက်ခဲတို့ဘာလို့နည်းနည်းတော့ရှိမှာပဲနော်ဟုတ်တယ်အမားတို့လောက်လာသမျှဆိုင်နဲ့ franchise လေနော်ဒါအခုကိုတိုင်းလောက်တာဆိုတော့နည်းနည်းအမားလေးတွေသိမလားဟိုဘယ်လိုပြောမလဲတပတ်နဲ့ပြီးမဲ့ဟာတစ်လလောက်ကြာသွားတာလေးရှိရပေါ့နော်ခုလောလောဆယ်ဆိုထိုင်ကုန်နေဆိုလည်းအမားတို့စဉ်းစားတာနည်းနည်းမားသွားတာလို့ပေါ့နော်အဲ့လိုမျိုးတွေရှိတာပေါ့အဲဆိုအမားတို့ဆိုရင်ဘယ်သူမှစီမှာလဲ idea မယူလင်များနှစ်ယောက်ပဲတိုင်မင်းကိုပဲလောက်တာဆိုတော့လေအဲ့ဆိုလို့ရှိရင်ဒီမှာပေါ့နော်ပုံမှန်စားသုံးလာတဲ့သူတွေများလားရှင်များတယ်ဟိုအားလုံးကလေဟိုအားလုံးကချစ်ခင်နဲ့ဒီမှာရှိတဲ့မြန်မာမိသားစုပေါ့နော်ကျမတို့ Tennessee နဲ့ရှင်းမှာရှိတဲ့မြန်မာမိသားစုတွေကစဖွင့်ခြင်းဆိုဟိုထိုင်စရာနေရာမရှိလောက်အောင်ကိုလာအားပေးကြတယ်အခုထက်တိလည်းဆက်အားပေးကြတယ်ပြီးရင်အခုကိုဒီမြန်မာနိုင်ငံသားပဲမဟုတ်ဘူးပေါ့နော်ဒီနိုင်ငံခြားသားလို့ခေါ်မလားသူတို့နိုင်ငံဆိုလေနော်အဲ့အဖြူတွေဒီအမဲတွေပဲတွေအားလုံးလာအားပေးကြတယ်အခုလေလူမျိုးစုံသွားပြီပေါ့နော်ဆချင်းကတော့အကုန်တို့မြန်မာတိုင်းသားတွေအပြည့်အုံတဲလာအားပေးကြပါတယ်ဟုတ်ပြီအဲ့ဆိုရင်ဒီဆိုင်မှာရတဲ့မီနူလေးတွေတစ်ချက်လောက်ပြောပေးပါအောင်ရှင်ဒီကတော့ဗမာစားစာကထားတာတယ်လို့ပေါ့နော်ကျွန်တော်တို့ဒီတရုတ်စာလိုမျိုးပေါ့ခြေဦးတို့စီချက်ခောက်ဆွဲတို့နော်နန်ဂျီတုတ်တို့ခောက်ဆွဲတုတ်တို့လက်ဖက်တုတ်တို့ပြီးတော့ကျွန်တော်တို့ကုန်းပုံကြီးကျော်တို့နောက်တော့ဗမာသမီးဟင်းပေါ့နော်ဗမာသမီးဆိုချက်သားစိတ်သားအမေသားအဲ့လိုမျိုးပေါ့ရတယ်ပေါ့နော်နောက်တော့ဟို dessert အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရွှေရည်ပေါ့မမဘီက taste အတိုင်းပဲပေါ့နော်အကလုံးကတော့ဗမာဘီ taste အတိုင်းပဲကြေးဦးတွေပါတယ်ဆိုလို့ရှိရင်လည်းမြန်မာဘီအတိုင်းပဲစီချက်ကောက်ဆဲတွေပါတယ်အစားပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဆိုရင်ဒီဆိုင်ရဲ့ signature တို့ဒါမှမဟုတ်လို့ရှိရင် customer တွေရဲ့အများဆုံးစားတောက်တဲ့ order မာတာတို့ဘာလို့အဲ့လိုမျိုးနည်းနည်းထူးခြားတာလေးရှိလားရှိပါတယ်ထူးခြားတာရှိတယ်ကျွန်တော်တို့ကျွန်တော်တို့ဂျေအိုနဲ့စီချက်ကတော့အဓိကပေါ့နော်မြန်မာပြည် taste time ပဲပေါ့နန်ကြီးတုတ်ကိုပါနန်ကြီးတုတ်ကတော့ဗမာတွေကကြိုက်ကြပါတယ်ပြီးတယ်အဲ့ဆိုလို့ရှိရင်ဒီ Hello Sushi ကိုလာလို့ရှိရင်ဂျေအိုနဲ့စီချက်ခောက်ဆွဲမွေငါအကုန်လုံးကတော့ဗမာပြည် taste time ပဲဟို signature ဘာပြောရမလဲအကုန်လုံးကအကောင်းနေတော့အကုန်လုံးကတော့ဒီအခု menu ဆွဲရတယ်ဒါအကလုံးနဲ့ specialty ဆွဲရတယ်လေဟုတ်တယ်တရုတ်စာနဲ့ပတ်သက်လို့ရှိရင်လည်းဟို
Japanese ဆို teriyaki chicken ဆိုလို့ရှိရင်တကယ်ကောင်းတယ် teriyaki chicken ဆိုတဲ့ fried rice လား white rice လားကောင်းတယ်နောက်တော့ sesame chicken တို့ဒီကျွန်တော်တို့ရဲ့ဒီ mall ကြောင့်တော့ခေါ်တာ mariachi mall လို့ခေါ်တယ်လေဒီ mariachi ဒီ Mexican တွေပေါ့ဆိုတော့သူတို့ရဲ့နာမည်နဲ့ mariachi chicken ဆိုတာရှိတယ်သူတို့ဟို chicken ကို bread လို့ deep fry လို့ crispy ပေါ့ sweet တယ် spicy ဖြစ်တယ်အမ jalapeno လေးထည့်ပြီးတော့အဲ့မျိုးဆိုတော့သူတို့တာကြိုက်တယ်ဒီ Latin တွေကြိုက်ကြတာအဲ့ဆိုရှင်အဲ့ဒါကိုလည်း try ကြည့်တင်ပါတယ်เนาะ Okay နောက်ပြီး sushi ကတော့ပြောရမလို့ sushi ကတော့တကယ်ကို share ပဲသူတို့ဒီမှာလာလို့ရှိရင်အဲ့ဒီတစ်ခေါက်စားပြီးွားရင်ဒီ sushi ပဲသူတို့လာထားဝယ်တယ်ကျွန်တော်တို့ဒီမှာတွေ့တာ Mexican ဒီ Latin ဒီနားမှာဒီ location ကတော့တိတ် sushi စားမှာမဟုတ်ဝယ်ကြတယ်တော်တော်များများကြိုက်တယ်ဒီ mango tango တို့ဒီ deep fried တို့ဆိုတားကြိုက်တယ်သူတို့ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင် drink တွေပါရမှာရောကျွန်တော်တို့ဒီ drink ကကျွန်တော်တို့ signature drink က ice coffee yeah ဘယ်မှာနဲ့မတူ Starbucks ဆက်တော့မတားရလို့ပြောလို့ရတယ် wow try ကြည့်တင်တယ်เนาะ try ကြည့်တယ် ice coffee ရတော့ဟုတ်ပြီအဲ့ဆိုရင်ကိုအရန်အလုပ်စူးစမ်းတဲ့ကိုနဲ့မဟုတ်တစ်ခုမေးချင်နောက်ဆုံးတစ်ခုပဲကိုရဲ့ work ethic ကဘယ်လိုမျိုးလဲအဲ့ပြီးတော့အမြဲတမ်းစားသုံးတဲ့ customer တွေပေါ်စကားပြောတစ်ခုပေါ့နော်ပြောချင်တဲ့စကားလေးလက်ဆောင်ဖြစ်နောက်ဆုံးလေးပေါ့လာစားတဲ့လူတွေကအားလုံးစိတ်ကျဉ်တတ်စေရမယ်ကျွန်တော်နော်ကျွန်တော်တို့ဒီစားလို့အဆင်မပြေဘူးဆိုရင်လည်းပြောကျွန်တော်ဆိုအမြဲတမ်း try ပေးတယ်စားအဆင်ပြေလားဘာလို့လဲအဓိကတော့ကျွန်တော်တို့ကစားတော့ဥစားလုပ်တယ်ကျွန်တော်ကိုယ်တိုင်လည်းအစားတော့တားကြိုက်တယ်ဘယ်အစားဘယ်လိုမျိုးဆိုတာကိုအမြဲတမ်း like try တယ်ကျွန်တော်တို့လေဒီမျိုးမှာမစားဘူးတဲ့ဆိုင်လည်းမရှိသလောက်ပဲဆိုတော့သူတို့ရဲ့ဘယ်လိုမျိုးလဲကိုယ့်ရဲ့ taste ဘယ်လိုမျိုးလဲနည်းနည်းလေးခွဲထွက်အောင်လုပ်တော့ဗောနော် customer တွေလာတဲ့လူတွေအားလုံးစိတ်ချမ်းသာစေရမယ်လို့တော့ဒီ granny ပေးတယ်။ဘာကြောင့်လဲဆိုတော့ဒီ taste တော့ဘာမှပြောကြမလို့အကောင်းဆုံးတွေကိုပဲပေးတဲ့ဆိုင်မလို့တစ်သက်မှာတစ်ခါလောက်ကတော့အနည်းဆုံးလာစားသင့်ပါတယ်လို့ဟုတ်ပါတယ်ဟုတ်ကဲ့ hello sushi မှာကြိုဆိုပါတယ်လို့နော်ကျေးဇူးပါโอเคကျေးဇူးပါအခုလာရောက်မင်းနဲ့Zeden TV ဖွင့်သားအားလုံးလေ Zeden TV မှာမနဇမနူနာပတ်စောလျန်တို့နဲ့တင်မှာအဖွဲ့သူဖွဲ့သားများအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်လို့နော်ညီမတို့လည်းကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံသားတွေကိုတိုင်းရင်းသားတွေကွာဒီလိုအရန်တိုးတက်တဲ့အမေရိကန်ကြီးမှာဒီလောက်ထိဖြစ်နိုင်လားဆိုတာတကယ်ဂုဏ်ယူလို့မဆုံးသီလားတကယ်အရန်ဂုဏ်ယူရတယ်ဘာပဲဖြစ်ဖြစ်တကယ် opportunity ရှိတဲ့ဟိုစားလေးလောက်တယ်လို့ဖြစ်တယ်အဲ့လိုမျိုးစူးစမ်းသလိုဖြစ်နိုင်ပင်ပဲတချို့ကကြတော့နည်းနည်းတော့စီးရှိနိုင်တဲ့သူတွေမှဒီလိုအခြေအနေရောက်တာပေါ့နော်အထက်မှာကိုကျန်တို့မိသားစုကတကယ်ကိုနေချစိတ်လည်းရှိတယ်ကိုလည်းစီကန်းနဲ့အများရန်ဒီနေရာဒီထီတောင်မှဘယ်လိုလဲ10စုနဲ့အနည်း20လောက်ထိကိုရက်တည်နိုင်တဲ့မိသားစုဒီဆိုင်လေးမလို့တကယ်ကိုအားရတယ်တကယ်ကိုလေးစားတယ်ချီးကျူးပါတယ်လို့ကျေးဇူးတင်ပါတယ်ကျေးဇူးပါဒီမှာလေးလည်းကျေးဇူးတင်ပါတယ်အခုလာအားပေးတဲ့မိဟောင်းမိတ်တဲ့အားလုံးကိုကျေးဇူးတင်တယ်เนาะလာပြီးသားcustomer တွေလည်းအမြဲလာခဲ့ပါကျမတို့ကတော့အရသာရောတန်ရှင်းမှုရောအာမခံပါတယ်ပြင်ကိုတိုင်းလည်းအဲ customer အနေနဲ့ပေါ့เนาะကိုကြိုက်မှကိုရောင်းတာပါဆိုတော့လာအားပေးကြပါလို့လာမစားဘူးသေးတဲ့သူတွေလည်းလာစမ်းကြည့်ပါလို့ဖိတ်ခေါ်ပါတယ်ကျမတို့ Hello Sushi ကနေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်